တို့ကဟိုလိုဟဲ့ကိုပိဒကလေးတော့ကူတာတွေ့ချင်တာပိဒရှုပ်တာမကြိုက်ဘူးပြီးတော့ပစ္စည်းပေါ်တာမကြိုက်ဘူးတို့တော့နေရငါပစ္စည်းမရှိလေချမ်းသာလေပိဒမရှိလေချမ်းသာလေတို့ကပစ္စည်းမရှိမှချမ်းသာတဲ့အမျိုးတို့ကဘာတော့စိတ်ဒုက္ခယူတာရုပ်ဒုက္ခယူတာမှလို့သူတို့ရုပ်ဒုက္ခရှိတဲ့ပုဂ္ဂိုလ်ကတော့ကာမတဲ့ဘယ်နှစီကြောင်တိုက်ကပဲလို့ကြီးဘာကဘယ်နဲ့ကြီးနဲ့သူတို့ကရုပ်ဒုက္ခယူတာတို့ကစိတ်ဒုက္ခယူတာစိတ်ဒုက္ခကဘာမှမရှိလေချမ်းသာလေဗျာဟင်ဒုနာမှာအစားအသောက်ကလေးတစ်ခုခြံထားခဲ့တို့လှူထားခဲ့စားဗျာကုံမင်းတွေဟာတို့တော်ဝန်တာတဲ့နေ့ပဲနေ့ပြင်ကငါစားဖို့မလို့တော့နေ့ပြင်ကငါစားဖို့မလို့တော့ဟင်ကျောင်းမနေတော့ဘလောက်ကွာကုံမင်းတွေဟာပြောဆုံးပဲနေ့ပြင်ကစားဖို့မှမလို့တော့တာဟင်သူတို့တော့နေ့ပြင်ကစားမဟုတ်တပတ်စာကစားကြိုးဘူးတလားစာအထိကိုကြိုးဘူးမှာတလားစာရှိတော့6လစာဘယ်တော့ဘူးငိမ့်ပါတော့ရုပ်ဒုက္ခလိုက်နေဘယ်တော့မှငြိမ်းဘူးစိတ်ဒုက္ခလိုက်နေရင်မရှိလေချမ်းသာလေမရှိအောင်ကျင့်ထားတဲ့ပုဂ္ဂိုလ်ကဘာမှမတွေ့လေမတုံ့လှုပ်လေပဲရှိအောင်လှုပ်ထားတဲ့ပုဂ္ဂိုလ်ကနည်းနည်းလေးမရှိတာနဲ့တုံ့လှုပ်တော့တာဟင်အဲ့တော့တို့ကကိုယ်ပရိသတ်တော်မလွှဲတာလို့တွေးခံတာပါကိုဖရာတို့ပြောတဲ့အတိုင်းဖရာကကိုအိမ်ကိုဖရာကန်းကပဲတွေးစီခြင်းပါတယ်ကိုချင်းတွေးမယ်ဆိုဓမ္မချင်းတွေးချင်တာဟင်ဓမ္မချင်းတွေးတော့အဲ့ဒါကကုလူဆက်ဆံနိဗ္ဗာန်တိဟိုအကျိုးပေးနိုင်ပါတယ်ကိုချင်းတွေးတာကခမည်းတော်ပြန်သွားဟိုကြဒီတဲ့လွန်းမှာမတွေးတာကတော့ဒီခဏလေးတွေးပြန်သွားဟိုကြပဲနဲ့တော့ပြောနေမှာမဟုတ်ဘူးလားဘယ်နဲ့တော့ကြောင်းမရမော့ကြည့်နေပြောတော့ပါဦးဗျာဟဲ့ခင်မင်းစိတ်နဲ့လာတဲ့ပုဂ္ဂိုလ်ကပြန်သွားတက်နဲ့ဒါနဲ့ကိုအချင်းကိုမှာဟုတ်ကလားမှန်ပါဗျာဟောတော့ချမ်းသာအောင်လုပ်ရတာတောင်းမှုပရိသတ်ရှုပ်ရင်ပြေးရတာဗျတို့ကကိုပရိသတ်ကလေးတော့ဒါကိုတွေးချင်တာမှန်ပါဒါလေးနဲ့တို့ကဟီဟီဟာဟာနဲ့ပြီးကိုပြောချင်တာပြောလို့လိုက်သူတို့နားထောင်နေလေနားမထောင်နေလေဟုတ်ဗျာတီးမတီးဗျာ